ကန်ကောင်းတယ်စမ်းချက်ကလိုက်တာဟဲ့အောင်ရေဒီနေ့ချယ်ဆီခြေနေမကောင်းဟဲ့ချယ်ဆီခြေနေမကောင်းမှတောက်ချေရဟာလိုဖြစ်နေရယ်တောက်တလွဲဖြစ်နေရယ်တောက်ချေမကောင်းနိုင်တော့အန်ဆိုမာရက်စကာကိုတသိန်းလုံးထွက်ကွာရှုပ်ဟဲ့ဘုံမောက်ကငါကြည့်မှတဲလာပါတယ်တဲ့ငါကြည့်မှတဲလာပါတယ်တဲ့ကွာကဲဖြတ်ထုတ်စမ်းချက်မှတ်ထားချယ်ဆီဖန်စစ်ပါချယ်ဆီဖန်စစ်ဆိုအာဘွားနော်ကျွန်တော်ပြမယ်စမ်းချက်ဒီနေ့မှာ lesson 1ပြနေပြီဆိုရင် bro တို့အပွဲနိုင်ပြီ brand ဒီလက်ဘာဖြစ်သွားပြီလဲအကြောညက်သွားပြီကြီးပေါင်းတွေတက်ကုန်ပြီဘာဖြစ်ကုန်ပြီလဲ brand ဒီလက်ကန်တော့မကန်သေးဘူးဘာမှတော့ခြေသွမ်းမပြသေးဘာဖြစ်သွားဟာလက်တွေပါအစ်စ်လွဲကုန်ပြီလားလက်ဟဲ့အောင်ရေလက်ကျိုးသွားလားမသိ what ဟာတက်တီတုံးနဲ့ကောင်ပါကွာအကောင်ကလေတကယ်ပြောတာဒီအယောင်းဝယ်မာကတ်ဖွင့်ပြီဆိုရင်ထိတ်ဆုံးကရောင်းမှာနှစ်ကောင်ရှိရယ်နော်တိုစင်နဲ့ဒီလက်နှစ်ကောင်ရောင်းဘာဖြစ်သွားပြီမှာတကယ်ကိုလက်ကိုရောက်ရေးလက်ကျိုးသွားတာလားအစ်စ်လွဲသွားတာလားမသိဘူးနော်တောက်ကျိုးနဲ့ဒီလက်နော်တောက်ကျိုးနဲ့ဒီလက်ဘာမှတောက်ဖြစ်မရှိဘူးဟာဘယ်တောင်မှန်ကြီးကပွင့်နေတာရောက်ရေးဂိုးစီထဲဝင်လာပြီအာကန်ကောင်းတာဟဲ့အောင်ရေးဘောလုံးမဝင်သွားဘူးဟဲ့အောင်ကန်နဲ့ကောင်ဝင်သွားတာကန်ကောင်းတာဟဲ့အောင်ရေးချယ်ဆီကဟုတ်မနေဘူးကွာဒီနေ့လည်းဟုတ်မနေဘူးတာကြီးတောက်ကျိုးသိမ့်မပြေဘူးနော်တောက်ချိုးသိမ့်မပြေဘူးငါတို့ဘက်ကကောင်တွေကလည်းပွဲကြီးရတာပြင်းနေတဲ့ဟုတ်ပါကွာပြင်းတိပြင်းရွဲတွေနဲ့ဒီကြားတဲ့တကောင်ကလက်ကလည်းကျိုးသေးတယ်တောက်ကျိုးနဲ့ရောက်ရေးစမ်းချက်လက်ရောက်ရေးစမ်းချက်လက်တော်ကဲဝါလို့နော်စမ်းချက်လက်တော်အရှိထုတ်လိုက်လို့ဟုတ်ရင်ရောက်ရေးစောစီဥဆောင်ကိုကပေးရပြန်ငါလက်ခွာအောက်ကကြည့်ရအောင်ပါလို့တေချာလို့အဝေးကွင်းနဲ့အိမ်ကွင်းနဲ့စဉ်းစားမနေနဲ့ဒီချေဒီကွင်းရွယ်စားပဲလုံးမနေနဲ့မင်းနားကြီးရနဲ့နားမကြီးရပဲကွာဟာလုံးလေဩလုတ်အေးကောင်းတယ်လာပြီရှေ့ကိုမျောထိုးပြီလာပြီမျောထိုးရင်လည်းတစုံမျောထိုးတာအကောင့်နာမည်ဘယ်လိုခေါ်ရလဲအကောင့်နာမည်ငါလက်ခွမ်းပြီးငါ့ကိုပြောမယ်မင်းချယ်ဆီဖန်လည်းပြောသေးရဲ့ချယ်ဆီရဲ့ကစားသမားတွေကိုမင်းကတီလည်းမတီဘူးပြောမယ်ပါတဲ့ကောင်ကလည်းငါလက်ခွမ်း10ပွဲမှတပွဲလောက်ပဲပါတဲ့ကောင်တပွဲတော့မကျင်းသေးဘူးပါတာကောင်းတယ်ရချယ်ဆီပဲရှေ့ကိုမျောကောင်လေးရဲ့ဂူစတိုတေချာပေးကွာအကောင်ဂူစတိုကလေဒီလားခါကြီးကြရင်အကောင်အရင်တစ်ခေါက်လဲဂူစတိုလေးမတေချာလောက်ကြပါကန်ကောင်းတယ်မလီဒီညတော့နိုင်မှာပါတဲ့ဘရိုကြီးနိုင်မှာပါဆိုပြီးတော့ဒိုးတွေမျောလင့်ခဲ့တာတော်တော်ကြာပြီနော်တော်တော်ကြာပြီအရေးကြီးတဲ့ပွဲမှာလက်ကလာကျိုးနေတယ်ဒီလက်ဆိုတော့တဲလာပြန်ပြီရှေ့ကိုပေးမျောထုတ်လိုက်ပြီနတ်တိုကနေဂါနာချိုချင်းနေကြည့်နေတဲ့ဂါနာချိုနတ်တိုပြန်ပေးတဲ့နတ်တိုနဲ့ပြန်ချိတ်ဆက်ထားတဲ့ဂါနာချိုပြန်ကန်နေပြီကောင်းတိုက်တယ်အိုးတောက်လဲဂူစတိုရဲ့မင်းကလည်းခေါင်းတဲ့နေအောင်တိုက်လေကွာမင်းလက်ခွန်းကွာနောက်ပြန်ရောက်လာပြန်ပြီအန်ဆိုဘာလို့မှလဲတားလေးဟုတ်ပြီနတ်တိုလာပြီနတ်တိုပေးပြီကဲပါမဘာလို့မှလဲဘာလို့မှလဲရွှေကိုလေးရှေ့ကိုမျောပေးတယ်အေးကောင်းတာပဲနော်ရှေ့ကိုမျောပေးလိုက်တာလဲကြည့်အောင်ဟိုဘက်ကလူနေထိတယ်အေးဘာလို့မှလဲကောင်းလေးတောက်တလဲလုံးမေးကဲရှေ့ကိုကန်နေလိုက်ပြီတခါတည်းမရဘူးဟိုဘက်ကဗဒန်းလည်းအပီပြင်းအောင်နော်လာပြီးကောင်းတယ်အမားကောင်းပဲလာပြီးနံပါတ်10ပါမရှေ့ကိုမျောပြီပါမကန်သာသွင်းလိုက်တော့မင်းရှေ့ကိုမျောပြီးမနေနဲ့ဒါပဲကွာနော်ဒါပဲနတ်တိုမအလုံးမဖြိုးရင်ဘယ်ကောင်ဖြိုးမှလဲနော်နတ်တိုမအလုံးမဖြိုးရင်ဘယ်ကောင်ဖြိုးမှလဲနော်ကန်လိုက်တာတဲ့နော်ဘာမှလည်းမဆိုင်ဘယ်ပဲကြီးကိုဂိုးတိုင်းနဲ့လည်းအဝေးကြီးပဲနော်ပါမရင်မင်းဂွင်စင်ပေးဖို့မကျင်းစားနဲ့မင်းအရှိရကောင်တွေကဘယ်ကောင်မှဂွင်စင်ပေးလို့မရအောင်မင်းရနဲ့မင်းဂိုးသွင်းဖို့သာစဉ်းစားနော်ကိုပါမဘယ်ကောင်မှပေးမနေနဲ့ပေးတဲ့ကောင်တွေကတောက်တလွဲတွေလုံးမဲ့ကောင်တွေပဲမင်းမလာတဲ့တောက်လျှောက်မှာအမှကြည်အောင်ဖြစ်ပြက်နေရတဲ့တောက်တလွဲတွေဟိုမှာနှခမ်းမွေးတော့ရိတ်လိုက်ပြီငါတို့အန်ဆိုမာတဲ့စကားကြီးတဲလာပြီဟေးဘုံဘောက်ကလှုပ်ကြအောင်ဒါပဲကောင်းတယ်ကဲလှုပ်တခါတိုက်စစ်အမြန်ဆင်းလူနေတာနဲ့ကိုဂျွန်းနေပြစ်နေတာဟေ့အောင်
ဘောလုံးကာတဲ့ဖိုဖာနာနော်ဖိုဖာနာဘောလုံးတဲဝါပြီးတော့ဂျွန်းတွေထိုးနေတာစိတ်ညစ်ဂျွန်းတွေထိုးပြီးဟင်းတွေချက်နေတာနော်တောက်တလွဲပါကွာပြန်တဲလာပြန်ပြီးဘုံမောက်ကတေချာလို့ကာပလေတော်ပါသေးရဲ့ကွာဘုံမောက်ကကောင်းနေတောက်တလွဲလုံးနေလို့ခံတာနေတာဟင်းအောင်ကြီးဘုံမောက်ဘက်ကကောင်းနေတောက်တလွဲလုံးနေလို့ခံတာနေတာကွာတကယ်မင်းအာယူတို့လိုမျိုးတေချာလုံးတဲ့ကောင်နဲ့တွေ့ခံရမှာအိုးဟင်းအောင်ကြီးအကူကြီးသာတဲ့ပေးအောင်မှာစမ်းချက်ကြီးကကြောင်ကြည့်နေတာတဲ့ကွာဝါခက်ပြလေကွာအဲ့ပြောမယ်ဆိုပွဲထဲမှာရန်ဖြစ်ရတဲ့တောက်အကြောင်းရင်းကအဲ့ဒိုင်းရဲ့ဆုံးဖြတ်ချက်တောက်သုံးမကြလို့ဖြစ်တာများဆန်ဒိုစ်ရှေ့ဘေးကကူရလာကနာချိုပေးဦးမယ်အလေကူရလာနေဘလို့ဖြစ်နေတာလေအပေးယူတွေကတောက်လျှောက်မားနေတယ်ကွာငိုးမကူရလာကလေတဲလာပြီဦးမကားတော့မယ်ကန်ကောင်းတယ်အကူရလာဟုတ်မနေဘူးကွာကူရလာဘာဖြစ်နေတာနေပါဒူးချောင်းနေတာကောင်းနေအပေးယူကစားကွာ normal person နေရစားတိုင်ပတ်နေဟာလှုပ်လိုက်အောင်ဟာတောက်ဆက်ရှိရင်ကွာလဲသေးဖို့တော့ကောင်းတယ်ဂါနာချိုကလေဟိုဘက်ကချက်ချင်းလေးပဲအော်မတားတာကိုကြည့်အောင်တောက်တလွဲတားတာအောင်ဟေးကိုကပြိုင်ဘက်စီကိုလူကအရှိကိုကြုံသွားဘောလုံးကနောက်မှကြံခဲ့တယ်ဗတ်တန်းကကောင်ကလည်းမေးအောင်တန်ကောင်းတယ်ဟေးစမ်းချက်ကလိုက်တာဟေးဒီနေ့ချယ်ဆီချေနေမကောင်းဟဲ့ချယ်ဆီချေနေမကောင်းမတောက်ချေကဘာလို့ဖြစ်နေရတောက်တလွဲဖြစ်နေတောက်ချေမကောင်းနော်ချေနေမကောင်းနော်ပထမပိုင်းပွဲချိုသုံးသက်ပွဲပြီးထင်မြင်ချက်ကိုပြောရမယ်ဆိုရင်အပေးယူတွေကလည်းတောက်တလုံးမကောင်းအရှိကိုလည်းဘာမှမစင်နိုင်ဘူးနော်အရှိမှလည်းဘာမှမလုပ်နိုင်ဘူးကန်သွင်းမှုလည်းဘာမှမရှိဘူးနော်အမအပေးယူတွေကလည်းတောက်တလွဲတွေကူရလာတော့တစ်ခါမှမမားတဲ့ကောင်တော့မှဒီမှာမှားတာဆိုတော့ဘာမှမသိဘူးကိုက်စီလိုမပါတော့ကြည့်မကောင်းကျင်းသေးတာပေါ့ဒုတိယပိုင်းကတော့ဆဲအောင်မယ်နော်မေးပေးစမ်းချက်ကယ်နေလို့ဟုတ်တယ်စမ်းချက်ကယ်ကဲဘုံမောက်ကတော့ရေးလဲဖိနေပြီဟေးစကန်ပိုင်းလက်သက်ကကုန်ပြီလားမသိဘူးဟေ့ဟောင်းရေးလွဲဝါလို့ဟောင်းရေးမိချေလုံနေတာမဟုတ်သေးဘူးမိချေရောအန်ဆိုမာရက်စ်ကတော့အကုန်ပါပဲနော်ချယ်ဆီရဲ့ဒါဘုတ်ဖွဲကစပြီအကုန်လုံးပဲငါတို့ fan တွေကိုဒီကောင်တွေက emotional play နေကြတာနတ်တိုဘာလို့မလဲနတ်တိုလှုပ်လိုက်အောင်ထောက်တလွဲတွေအနောက်ပဲပြန်ပေးတယ်ဟာကန်ကောင်းလို့ပေါ့ဟေးလက်ပြပေါ်ဖြစ်တော့မလို့မင်းတို့ကောင်တွေကအချိတ်ဆက်ကိုတောင်းနေမိမနေဘူးဒါပဲကစားကွက်ကအနောက်ကိုပြန်ပေးပြီးလို့ရှိရင်ဂိုးသမားစီပြန်ရောက်ဒါပဲလို့မလုပ်ပါနဲ့အေးပါမပဲပါမခြေတွေပဲရှိသေးတယ်ပါမနတ်တိုပေးထားတယ်နတ်တိုအရှိန်ဟုန်နဲ့တဲလာပြန်ပြီကန်ပြီဂိုးသမားပုတ်ထုတ်တယ်နော်ကောင်းတယ်နော်အဲ့လိုလေးလဲဂိုးပေါက်လဲချင်းချအောင်မှမင်းဂိုးပေါက်ချင်းချောက်တာနဲ့ငါတို့ကြည်နဲ့တယ်လို့ကောင်းတယ်ချိတ်ဆက်တွေကောင်းတယ်အလေကိုရောက်လာပါမစီရောက်လာပြီပါမကိုပါမဘယ်တောင်မှပေးတော့မယ်အချင်းချင်းကြည့်နေတယ်ကိုရလာပေးမှလားမပေးသေးဘူးညာကိုပဲပေးမှာကဲဟိုဘက်ကိုပေးလိုက်ပြီမတက်တာတဲ့စုံဂါနာချိုလိန်နဲ့ခောက်တယ်ကံမြန်ပြီပါမတောက်တလွဲလူထိပါတယ်လူထိအောင်တော့မကန်ကြနဲ့လေခွာမင်းတို့ကနတ်တိုမြောက်တင်တယ်ဘယ်ကောင်တိုက်မှလဲတကောလက်ဖို့ကွာဂါနာချိုခေါင်းတိုက်တာတဲ့ဘာဖြစ်တော့တိုင်ထိွာလားမသိဘူးဟျောင်းကြီးကောင်းတယ်လို့ငါကြိုက်တယ်အဲ့ချင်းကြီးကိုငါကြိုက်တယ်မဟုတ်ဘူးရောင်ဘာမှလည်းမဆိုင်ဘူးဂိုးကြီးနဲ့တလွဲကြီးလားမသိအချင်းတွေကိုကြိုက်တယ်အဲ့လိုပဲဆက်ထိန်တာဂိုးပေါက်ချင်းချောက်အောင်မှာတောက်လျှောက်လုံးနေချင်းတွေလို့ငါလို့စမ်းချက်ကလည်းလုတ်ပြန်ပြီးဟေးကန်ကောင်းတာဟေးအောင်စမ်းချက်ကဟုတ်မနေဘူးနော်စမ်းချက်ကလည်းကြောင်တောင်ကြီးလှုပ်ချင်နေတာကဲပါမရှိကိုမျောထိုးပေးထားပြီဂါနာချိုအချင်းတွေကြည့်နေဂါနာချိုအရှိကိုမျောပေးထားတယ်ဂါနာချိုကမ်ဘီကိုသမားစီကိုတန်းနေတာပဲခင်ဗျာအန်ဆိုတို့ကတော့အတိုင်းပဲနော်ကန်လိုက်တိုင်းမှာဂိုးသမားကိုပဲသူကလှမ်းပေးတာရော့ပြန်ယူ
ရော့အဲ့ဒါမှအန်ဆိုတို့ကတော့ကောင်းတယ်ချယ်ဆီတားလာတယ်ရသားလေးရလှုပ်တာကောင်းတယ်တောက်လျှောက်နော်ခြေနဲ့ဆွာလာပြီခြေနဲ့ဆွာလာပြီနတ်တိုကိုဘမကိုပေးရတယ်ကိုဘမကန်မလားကိုဘမလှမ်းကန်မဲ့အနေထားကန်တယ်ကိုဘမကန်ပေမဲ့လေဟိုဘက်ဂိုးသမားလည်းအရန်ကောင်းနေတယ်လက်ခွန်းကွာဟိုဘက်ဂိုးသမားလည်းဟေးအောင်ကြောက်တီထားနေရလားတကယ်ကြီးကောင်းနေရလားမသိဘူးနော်ကဲဘုံမောက်ညာတောင်မန်းနေချင်းရှို့ဟာကူကူရဲလာရဲ့ကုံတော့ပါပဲကန်ကောင်းနေရောင်ကြီးကူကူရဲလာဒီနေ့ဒဲလစ်နေတယ်ဟေးကူကူရဲလာကြီးရရောက်ဒဲလစ်နေတာဒီနေ့ဟာဘာလို့ဥမာလဲလုတ်ပြန်ပြီကန်တင်လီကွာအရှိကိုမင်းတို့ကလည်းဟုတ်တာလည်းမဟုတ်ဟုတ်မနေဘူးဘာဖြစ်လဲဂျိမ်းစ်ဘာဖြစ်နေဂျိမ်းစ်မျက်လုံးတွေပြနေပြီဂျိမ်းမျက်လုံးတွေပြနေပြီနော်ဒီကောင်ကြည့်ရနေနဲ့များသွားပြီထင်တယ် only fan ကောင်မလေးနဲ့ only fan ကောင်မလေးနဲ့များသွားပြီထင်တယ်အကောင်များသွားပြီထင်တယ်အကောင်အမမင်း only fan ကောင်မလေးနဲ့တော်မဒိတ်နေဟောတယ်မှာစားတယ်နော်လောက်ကြဖြတ်ထုတ်တာမင်းတို့အဲ့ရဲ့ကွာအဲ့ရဲ့ဒီ bounce တဲ့ကိုကွာစောင်းရမ်းခွင့်ပြုတာငါမကြိုက်ဘူးကွာ bounce တဲ့ကို free ကတော့ crawl နဲ့တော့ဝင်လာတဲ့ဟာကြီးကိုငါလက်ကိုမခံနိုင်ဘူးဖြတ်ထုတ်လေကွာဘလို့တကိုးပဲဘဲကောင်သွင်းမှလဲဒါပဲเนาะဒီနေ့ရလက်ကဘဲသင်းတကိုးသွင်းမှလဲအတွင်းနဲ့တကိုးသွင်းတဲ့အသင်းကနိုင်မယ်ဒါပဲတဲလာပြန်ပြီနတ်တိုတခါတည်းကိုကန်တင်မှလားအချိန်နေကြည့်နေတယ်နတ်တိုဟိုဘက်လိုဒီဘက်လိုနဲ့ကန်တင်ပြန်ပြီခေါင်းတိုင်းမဲ့ကောင်မရှိဘူးဂူစတိုကနေပြီးတော့ချာလိုပါကာနာချိုပြန်ပြီအန်ဆိုဘောင်ဆဲဝင်လာပြီအန်ဆိုဖရနန်ဒက်စ်အိုလိုဒီလိုဘာမှလုံးမရဘူးတိုင်ပေါက်နေအောင်ဖြစ်ပြန်ပြီပြင်းနှန်းကောင်လှုပ်လိုက်ဟိုငါတို့တင်းကကောင်တွေကလှုပ်လိုက်နေကာနာချိုကန်နေပြီပါရမလေးတော်လိုက်တာကွာခိုးနိုင်ကတ်နေတာကိုဘလို့တော့အပေါ်ကြီးကို rocket ကြီးလို့မြောက်တင်အောင်ကန်နိုင်တဲ့စကေးနံပါတ်38မာကိုကူရီယန်ဟုတ်ပါဘူးဟုတ်ပါအကောင့်နာမည်ပါလေနင်းတို့ဟာတော့ဟုတ်မနေဘူးနော်သူများအသင်းကကြည့်သူများအသင်းကတဲလာပြီဆိုရင်နော်ကိုယ့်ရဲ့ bounce တဲကိုယ့်ရဲ့ gozy bounce တဲကိုတရပဲရွှီနဲ့ရှူးတိုင်းလိုပဲဝင်လာတာငါတို့ဘက်ကကောင်းနေဆိုသူများ gozy တဲဝင်ဖို့နေတာဘေးကနေထောင်ဖို့တော့မှအန်ဖြစ်နေကဲ free kick ရမယ်ဗျာနော် free kick ကိုလည်းဘယ်ကောင်ကဘယ်လိုဖြုံးမလဲဆိုတော့ကြည့်ကြမယ်ဗျာနော်ဘယ်ကောင်အလုံးfree kick ကိုလည်းတဲကန်ခြင်းမရှိဘူးနော် free kick ကိုလည်းသေးချတဲကန်ခြင်းမရှိဘူးရော့ဖုတ်ပတ်ဖြုတ်ပြတ်ခုတ်ကတ်သွားရှုပ်လို့မင်းကလည်းတေချာကန်နေဟွာဖြစ်နေဦးမယ်ကန်နေပြီခလေးထားတယ်နော်ကန်လိုက်ရင်လည်းခလေးထားတယ်ကြီးပဲဂူစတိုဘာလို့မှလဲကန်တင်စမ်းချက်မင်းဆောက်စင်းနဲ့ကြလာတဲ့အလုံးကိုပေးယူလို့တွင်းဒါပဲမင်းတို့ရှင်းလေးကိုရှုပ်နေမင်းတို့ကောင်းနေဘယ်လိုလုပ်နေဒီတလလုံးမင်းတို့အဝေးကွင်းကန်ရမှာကြည့်ပေးတာကိုတောက်တလွဲအတစ်ဖက်လူဘက်ကိုရောက်အောင်ပေးတာယောယေစမ်းချက်ကြီးလက်တက်နေလို့ကွာခွေးမသားဒီအဖေကောင်တော့ခုနပေးတာတောက်တုံးမကြဘူးကိုလူတော့ကိုမပေးတတ်ဘူးလားအဲ့လောက်တော့မင်းတို့လေးကျင်ရင်စင်းတာဘာတွေလေးကျင်နေကြမင်းတို့ကောင်စောက်ဟိုကြောင်းတော့မင်းသားလိုဟိုဟာလိုဘာလိုနဲ့ဗီဒီယိုရိုက်တင်အောင်တက်ဟိုစောက်ပြီးတော့ဗာလဲငါတို့အယုံသွင်းနေတာမင်းတို့တောက်စင်လည်းမရှိဘူးမိုက်ကုံတွင်းလိုက်စမ်းပါဘုံမောက်ရာတွင်းလိုက်စမ်းပါအဲ့တော့တောက်တုံးမကြတဲ့အသင်းကိုဘန်လဲကွာမတိမတာနေပြီးလိုက်တာမဟုတ်ဒီနေ့ကရင်ကွဲသွားပါစေကွာကန်မှာ6ကျိုးရင်ကျိုးပြီကန်ကွာလို့ရှုပ်လို့အကောင်လဲကွာချယ်ဆီမှာတိုက်စစ်ကကုံပြီလားဒါပဲလားဒီလူတွေကတိုက်စစ်ကဒီလူတွေကုံပြီလားဒါပဲလားဒီထက်ကောင်းတဲ့ကောင်တွေမထုတ်နိုင်တော့ဘူးလား
ဒီနေ့ market ဖွင့်ရင်တော့စောက်တလွဲမလုပ်ကြနဲ့မင်းဝယ်တာရှိရဝယ်ကြမင်းဝယ်တာလဲစောက်သုံးမကြဘူးမင်းတို့ကန်တာလဲတောက်သုံးမကြဘူးပလန်တွေကလည်းတောက်သုံးမကြဘူးဘလို့လုပ်မလို့မင်းတို့ကောင်တွေကွာချော်လဲတာများနေတယ်မင်းတို့ဘောလုံးကန်တာမဟုတ်ဘူးမင်းတို့ကချော်လဲတာများနေတယ်ချော်လဲလိုက်ဟိုက body တစ်ချက်ကျုံလိုက်ပစ်လဲလိုက်နဲ့မင်းတို့အဲ့ဟာများနေတယ်မင်းတို့ကောင်တွေကဟာကွာအပေးယူလောက်တာကိုတစ်ဖက်လူလေအနောက်တန်းလည်းမကောင်းအရှေ့တန်းလည်းမကောင်းမင်းတို့ကောင်တွေကွာအန်ဆိုမာရက်စကာကြီးထုတ်လိုက်ပါတော့ကွာနော်အန်ဆိုမာရက်စကာလေးလဲလိုက်ပါတော့အနီးပြလေးလဲလိုက်ပါတော့အနီးပြတောက်သုံးမကြဘူးဇီးဇီးပါပဲဗျာနော်ဒီပွဲကတော့ကျွန်တော်ပြောဇီးဇီးပဲတော်ပြီဒါပဲနော်တမတ်ပဲယူမှာဒီကောင်တွေတမတ်ပဲယူမှာဒီကောင်တွေစောက်စင်းကဒီလောက်ပဲရှိရယ်တမတ်ပဲယူနိုင်တဲ့အဆင့်ပဲရှိရယ်မင်းတို့ကောင်တွေဖလားမနေရဘူးအဲ့ World Champion တော့မင်းတို့ပြုတ်ခဲ့ရမှာမင်းတို့ PSG ရှုံးခဲ့ရမှာကွာမင်းအဲ့ရှုံးခဲ့ရမှာမင်းတို့နိုင်တော့ငါတို့ကမျောလင့်ချက်တွေအများကြီးပို့ထားမိတာငါတို့ကမင်းတို့ World Champion ရသွားတော့ငါတို့ကမျောလင့်ချက်တွေအများကြီးဖြစ်သွားငါတို့ကဟာချယ်ဆီကတကယ်ကြီးကောင်းလာပြီပဲဆိုကိုဖီးတဲ့နေပြေသွားအခုဘာလုပ်တာကြည့်ဘဲဥကန်တာလေကြည့်အောင်မြုပ်မို့ဘယ်လိုပြောမလဲအကွက်လည်းမရှိဘူး IG လည်းမရှိဘူးကစားခွက်လည်းမရှိဘူးဘာမှန်းမသိတာဘောလုံးကသာလုံးလို့သာကန်နေတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်ဒီမိနစ်80အခု86မိနစ်ရှိနေပြီခုတီကိုဘာမှကောင်းကောင်းမလုပ်နိုင်ဘူးအပေးယူလည်းမလုပ်နိုင်ဘူး normal passing တွေတော့ကောင်းကောင်းမရအောင်ပြီးတော့ဟာရောင်ကြီးမင်းသားတွေကြာနေတာပဲသလားမင်းသားတွေကြာနေတာပဲရောင်ကြီးအမလီ training တွေလုပ်ပြတဲ့ video တွေတင်တာဆိုတာမင်းသားတွေကြာနေတာပဲမင်းတို့ရုပ်ရှင်ပဲပြောင်းရိုက်စားကြပါလားဘောလုံးကန်မနေနဲ့တော့ဒီတောက်စင်နေမင်းတို့ငါပြောမယ်ဘယ်ဖလားတစ်လုံးမှရမှာမဟုတ်မင်းတို့တောက်စင်မင်းတို့တပွဲတိုးကောင်နေတပွဲတိုးနီးပြနဲ့တပွဲတိုးအသင်းဆိုတာအဲ့ဒါပဲနော်တပွဲတိုးကောင်နေဒီမြန်ဆန်မလုပ်အချိန်ကိုကြည့်အချိန်ကိုကြည့်မင်းအချိန်ကိုမကြည့်တတ်ဘူးလားမင်းတို့ကောင်နေမင်းတို့ကန်အေးဆေးပဲမင်းတို့အေးပေါ်ကွာမင်းတို့ကလာကုန်ရင်စောက်လာစားရတာဆိုတော့မင်းတို့ကနိုင်ရှုံမင်းတို့ကတိတ်ပြီးခေါင်းနဲ့မရှိဘူးရတယ်ချိန်တိုင်းငါတို့ကလာတာလေးကောက်သိမ်းလိုက်မယ်အခုဒီဘွဲကြည့်နေမျောလင့်လုံးလုံးကြည့်နေမှာနိုင်ဘွဲမျောလင့်လုံးလုံးကြည့်နေမှာမဟုတ်ကျွန်တော်တို့ကတကယ်ချယ်ဆီရဲ့ခြေမှန်ကိုကျွန်တော်တို့မြင်လိုက်ရပြီကျွန်တော်တို့ကဒါတဖြည်းဖြည်းပေါ်လာတာပဲဘယ်လိုလို့နော်လျှို့ဝှက်ထားလို့မရဘူးကြည့်ဘာလောက်တာကြည့်ဖြစ်ကလတ်ဆန်းကိုပေးတာတဲလာပြန်ပြီတောက်တလွဲဘဲကောင်လို့ကန်အောင်လှမ်းကန်အောင်အဲ့လိုမျိုးတွေလှမ်းကန်အောင်အန်ဆိုတဲ့ကောင်ငိုးမအန်ဆိုဘာတွေလုံးမှန်းမသိဘူးနင်းအဲ့လိုကန်ရင်နင်းစောက်6တော့ကဘယ်တော့တဲ့ဘူးလို့နင်းစောက်6တော့ကဘယ်တော့အဲ့လိုတဲ့ဘူးလို့မင်းအနာနေဝေးရနေကန်လို့ဝင်တာဆိုတော့ကိုက်စီရိုနဲ့ဂီဒန်ပဲရှိရယ်ဘာလူငယ်လဲမလိုပါဘူးကွာလူကြီးတွေဝယ်စမ်းမှာဥဆောင်မှုပြုနိုင်တဲ့ကောင်တွေလှုပ်ဆန်းမှာဖင်မရစမ်းမှာနဲ့ကစားကွက်အစ်စ်တွေပလန်အစ်စ်တွေမလှုပ်ကြစမ်းမှာနဲ့သူများမလှုပ်တဲ့ပလန်တွေမင်းတို့ကသူများထက်လဲမတူကျင်သေးဘူးဟာဖြစ်ချင်တာဖူးထူးခြားခြားတွေကလည်းလှုပ်ချင်တာတော့စွန်းတီထွင်မှုကလည်းလှုပ်ချင်တာတောက်တော့ကြလားဆိုတော့အခုပလန်အလုပ်ဖြစ်လားဆိုတော့လည်းမဖြစ်ဘူးမှာမင်းတို့ကောင်တွေပတ်စံတွေကပေါ်နေတော့လှုပ်ချင်တာတွေလှုပ်မကြည့်ဘာလှုပ်တာကြည့်အောင်ကွာအပေးယူလှုပ်တာယူလှုပ်ကူကူရဲလာလှုပ်တာကူကူရဲလာတေချာပေးမင်းတို့အချိန်မရှိတော့ဘူးတေချာပေးမင်းတို့ဒီလုံးမကန်အောင်ဝင်အောင်မကန်နိုင်ဘာလုပ်မှာလဲဟာအနောက်ကိုပြန်ပေးတာလေကူကူရဲလာရဲ့မင်းကလည်းအထက်လောက်ရတော့မယ်ဟာကွာငိုးမကူကူရဲလာလဲစားပြန်ပြီမင်းတို့ကြည့်ရတာရတာကိုမရှိတာကွာရှေ့တန်းမှာကြည့်တဲလာပြီဆိုရင်လည်းဘာအပေးယူလို့ဖို့စဉ်းစားမင်းတို့တောက်စင်နဲ့ဘယ်အပေးယူလုံးမလဲမင်းတို့တောက်စင်ကအပေးယူလို့ပြီးကန်သွင်းရမယ်တောက်စင်မရှိဘူးမင်းတို့လှမ်းကန်မှရမှာမင်းတို့လှမ်းကန်မှရမှာမင်းတို့တောက်စင်ကလှမ်းကန်မှရမှာခါကွေးသားတွေရဲ့မင်းတို့ကောင်ကြီးကွာစောက်ဆရာကြီးကွက်ကလည်းနင်းကျင်သေးတာအရှိမအပေးယူတွေလှုပ်ပြီးတော့လဲတွင်းပြကျင်သေးတာအပေးယူရတဲ့အလုပ်ဖြစ်လားဆိုတော့လည်းမဖြစ်ဘူးစကားတွေများတောက်စကားတွေများတောက်စကားတွေများကြမင်းတို့ပွဲက
ချိန်နေရပူနေရဆိုတော့အမှတ်တရမလိုဘူးကွာငါတို့ချယ်ဆီကအဲ့ဒါမလားချယ်ဆီကအမှတ်တွေမလိုဘူးလေနက်တိုရောနက်တိုရောဂျိမ်းစ်ကောဝါဝါကြီးနှစ်ယောက်လုံးတောက်စကားတွေတွားများနေတာမင်းတို့ကောင်တွေကမလိုလားအပ်တဲ့အရှင်တွေအရန်လောက်တာမင်းတို့ကောင်တွေဘာမှမဟုတ်ဘူးကိုယ့်ဘက်ကနိုင်နေလို့ဆိုလောက်တာလဲတစ်မျိုးဒီကောင်တွေလဲနေတာများနေတာဒီကောင်ဘော်ဒီကလည်းဒီကောင်တွေလှုပ်လိုက်တဲ့ဂျင်းနေဆိုတာဂျင်းတွေကလည်းကစားသလားမမင်းနဲ့ဒီဘာတွေဘော်ဒီမှာသွားလှုပ်နေကြလဲမသိဘူးစော်ကြည့်ဖို့လို့ပဲကစားနေရလားမသိမင်းတို့ကွာမင်းဘလို့ဆောက်အောင်တော့ဒီလည်းမသိဘူးနော်ဒီလောက်ထိဟိုကဖြစ်နေတဲ့အချိန်မှာမင်းတို့ရဲ့တောက်ဆင်းရလေဘလို့လဲဆိုတော့ဟေးအောင်ငါဒီကိုပေးမယ်နော်လို့လှမ်းသတိပေးမှအဲ့လိုချိတ်ဆက်ကမိတာကျန်တဲ့16သင်းတွေအကုန်လုံးဘလူးမှမလုပ်ဘူးဒီဘဲတပွေတွေလုံနေတာချယ်ဆီကအခုကဘလို့အတက်ကျူးပြီးယူနေတာတလားလူငယ်တွေလည်းမွေးလူငယ်တွေမွေးပြီးလူကြီးမခေါ်တော့လူငယ်တွေနဲ့ပဲကျွန်တော်တို့ကဆက်သွားမှာပြိုးထောင်နေရမင်းတို့ကပြိုးထောင်တယ်ဒီမှာဖန်တွေကအကုန်လုံးကဒီမှာယူတော့မယ်အခုဆိုဘလို့ကြည့်နော်မျောလင့်ချက်ကတော့လုံးဝမရှိတော့ဘူးဘလို့တရားကြည့် JB လဲတောက်သုံးကြတာမကြောက်ဒီလက်ပူဆိုးရှေ့တန်းမှာဘဲကောင်တွေရှိတော့ဘဲကောင်တွေအားကိုးရမှာလဲကိုပါမှာထင်လားအခုမှကောင်းကစားပဲရှိသေးတယ်ဘလို့မှခြေစွမ်းအောင်ဘလို့မှတဲလို့မရအောင်နော်မကောင်းတာတော့မကောင်းဘူးလို့တော့ပြောလို့မရအောင်မကောင်းဘူးလို့ပြောရမယ်ဆို11နဲ့တခုရောက်တယ်အခုကတဲလို့မရအောင်ဘဲကောင်အားကိုးမှာရှေ့တန်းမှာဘဲကောင်အားကိုးမှာဘဲကောင်6သွင်းမှာအန်ဇိုကလည်းကန်လာကြည့်ကိုဘဲကိုရှောက်ကန်နေမှမသိစောက်ဆရာကြီးလေသူ့ခြေတော့သူယုံကြည်နေတာကန်လိုက်တဲ့တယ်ပဲထင်နေတာလားမသိဘူးတောက်လျှောက်ကိုကန်နေလို့လေးကန်တာဗဒန်းလည်းမကောင်းဗဒန်းလည်းဖင်ပေါက်ကြီးဖင်ပေါက်ကိုမနှဲပိတ်နေရတာဗဒန်းကိုလည်းဖင်ပေါက်ကိုလည်းမနှဲပိတ်နေရအပြင်အရှိတန်းမှာဂိုးသွင်းမဲ့ကောင်လည်းမရှိဘူးဘယ်လိုလုပ်ကြမှာတော့ချယ်ဆီဖန်နေရေးပါအောင်ကွန်မန့်လေးပါလေးဆွေးနွေးကြပါဦးအာကြီးကဒီလောက်ထိရှုံးပေးနေတာအပေါ်မှာအဲ့ဟာဟိုကအခွင့်အရေးကိုမယူနိုင်ဘူးကောင်းကြီးတော်တော်ဆိုးတဲ့ကောင်းကြီးကွာ